Yo ကျွန်တော်ကတော့ဝါရပါဒီခါလဲကျွန်တော်တို့ပြန်ဆောင်ကြပြီနော်ဒါပေမဲ့ပြင်မစုံတော့တာကတော့ကြောခိုင်းသွားတဲ့သူမနဲ့လေ Shut the fuck up, bitch. Back the fuck up. Knock the fuck up. ခုနဟာလို့ပြောလိုက်တာနဲ့တည်းအရန်ကိုတန်မာတဲ့ဟူကာခဲနဲ့မျိုးနွယ်စုပေါင်းများစွာတဆုတစီရဲ့နေထိုင်ကြတဲ့ရွာတရွာကိုပြင်းပြမိကြမှာပါ Fire Nation လို့ခေါ်တဲ့ခုနဟာရဲ့ signature တစ်ခုလည်းဖြစ်ပြီး Naruto fan ရဲ့ဆုံးမိုးနံဆုံးအရာကဟူကာခဲတွေရဲ့မျက်နှာကိုထွင်းထူထားတဲ့တောင်ကြီးလို့ဆိုနိုင်ပါတယ်ဒီတောင်ပေါ်မှာထွင်းထူထားတဲ့ဟူကာခဲတွေရဲ့မျက်နှာတွေကတာမန်မဟုတ်ဘဲနဲ့ခေတ်ဆက်ဆက်ရွာကိုဥဆောင်ခဲ့ပြီးရွာရဲ့အားကိုးရဆုံးလက်ကျန်တွေရဲ့မျက်နှာကိုခေတ်တွေပြောင်းလဲသွားရင်တောင်မှရွာကလူတွေကမမေ့ပြောင်းအောင်လို့ဂုံပြူရိတ်အနေနဲ့လှုပ်ထားတာလည်းဖြစ်တယ်ဒီလိုဟူကာခဲတွေရဲ့မျက်နှာနဲ့တောင်ကြီးကအပြင်လောကမှာလည်းတကယ်ရှိပါတယ်ဒါပေမဲ့အတူပေါ့နော်ဂျပန်နိုင်ငံရဲ့အာဘော်ဂျီကျွန်းမှာ Naruto Boruto Collaboration Theme Park တစ်ခုရှိပြီးတော့အဲ့ဒါကဂျပန်နိုင်ငံရဲ့အကြီးမားဆုံး Theme Park တစ်ခုလည်းဖြစ်ပါတယ် Shinobi Zato လို့အမည်ပေးထားတဲ့အဲ့ဒီနေရာကိုသွားရင်ပထမအဦးဆုံး Shinobi တယောက်လို mission တွေလုပ်ခိုင်းတဲ့စာလင်းတစ်ခုကိုရမှာပါဒီနေရာမှာဂျပန်စာမတက်လို့ mission မလုပ်နိုင်တာလောက်ကိုစိတ်ပူစရာကိုမလိုတာဘာလို့လဲဆိုရင်စာလိပ်ထဲမှာ symbol တွေပဲတုံးတာသင်္ကေတတွေပဲတုံးတာမလို့ပါသူကတက်လွန်စာတွေပေးပြီးတော့ဗဟိနီတွေကိုဖြည့်ရှင်းခိုင်းတာမလို့တွေးကြည့်အောင်နဲ့တော်တော်လေးကိုမှစိတ်ဝင်စားဖို့ကောင်းနေပြီအဲ့ဒီ Theme Park ထဲမှာဆိုရင် Hokage Rock Akatsuki statue နဲ့ Naruto အချက်ဆုံးဖြစ်တဲ့ Ichiraku Ramen ဆိုင်တွေလည်းရှိပါတယ်ဒါတွေကြောင့်မလို့လေတကယ် Naruto War ရဲ့ရောက်သွားစေမဲ့ feeling မျိုးကိုရရှိစေမယ်လို့မြင်မိပါတယ်အဲ့တော့ကြည့်နေတဲ့သူတွေဒါ Naruto fan တယောက်ဆိုရင်တသက်မှာတစ်ခါလောက်သွားလို့ရမယ့်ဂျပန်နိုင်ငံက Shinobi Zato Theme Park ကိုသွားလိုက်ဖို့အကြံပေးချင်ပါတယ်ဒါနဲ့သွားလိုက်မယ်ဆိုရင်ကျွန်တော်ကိုလည်းခေါ်သားနော်လိန်လက်မှတ်ကကိုတော့အိတ်ဆိုင်ပေးပါအပြင်ကျောင်းတွေလည်းပြောရများပြီဆိုတော့တကယ် anime ထဲမှာရှိတဲ့ခုနိုဟာအကြောင်းကိုပြောမယ်ခုနိုဟာရဲ့ Shinobi စစ်တပ်မှာယာဒူးအဆင့်ဆင့်ရှိပါတယ်ဂန်နီဆိုတဲ့ low rank ninja ချွနင်ဆိုတဲ့ middle rank ninja ဂျွန်နင်ဆိုတဲ့ high rank ninja နဲ့အောင်ရီထဲကနေပြီးတော့လှုပ်ရှားကြတဲ့အန်ဘူးဆိုပြီးတော့ခွဲခြားထားတယ်သူတို့ကိုဥဆောင်တာကတော့ဟိုကာခဲဆိုတဲ့ထိတ်တန်း Shinobi တွေပါအခုပြောမှာတွေက series ကိုကြည့်ထားတဲ့သူတွေအနေနဲ့တီးပြီးသားတွေဆိုပေမဲ့ကျွန်တော် memory တွေကို revision ပြန်လုပ်တဲ့အနေနဲ့ပြည့်ပြည့်စုံစုံပြန်ပြောတာပါတိတိဖြစ်စေမတိတိဖြစ်စေပြောပြမှာမလို့ဆက်သွားလိုက်ကြရအောင် Shinobi ဖြစ်ရှင်တဲ့သူတွေက Shinobi Academy ဆိုတဲ့ ninja ဖြစ်လာအောင်တည်တည်တဲ့ပညာရက်တွေကိုသင်ကြားပေးတဲ့အကြောင်းကိုတက်ရောက်ရတယ်အဲ့ဒီအကြောင်းမှာဆိုရင်6နှစ်ကနေပြီးတော့12နှစ်ထိကလေးတွေကပညာသင်ကြားရတယ်ဒီအကြောင်းမှာက Shinobi သမိုင်းကျောင်းတွေနရှင်အကြောင်းတွေ Chakra Controller တွေနဲ့ဘုံဘုံသုံးနည်းတွေ Combat Fight တွေကိုအဓိကသင်ကြားရပါတယ် Academy မှာ exam အောင်ဖို့ဆိုရင် Shero Clone Jitsu နဲ့ခုနိုင်တက်ခတ်မှု test တွေကိုအောင်မြင်ရမှာဖြစ်တယ် Genin Rank ကတော့ Academy အောင်သွားတဲ့ကလေးတွေကို3ယောက်တစ်ဖွဲ့ခွဲပေးပြီးတော့ Jonin အဆင့်ရှိတဲ့ Shinobi ရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်ခိုင်းတာပါသူက Shinobi တယောက်ရဲ့ပထမဦးဆုံးအဆင့် Official Rank ဖြစ်ပြီးတော့ D Rank C Rank တို့လို mission တွေကိုလုပ်ရပါတယ်ဒါကအလုပ်တင်အဆင့်ဖြစ်ပြီးတော့ Jonin ကတော့ကလေးထိုင်းတယ်လို့လိုက်ထင်းပေးရတာပါပဲနောက်ပြီး Genin လေးတွေအနေနဲ့တင်းဝေါ်ကောင်းအောင်3ယောက်တစ်ဖွဲ့လေ့ကျင့်ပေးထားတာမလို့ဒီ Genin Rank ကယာဒူးဆိုတာထက် ground training နဲ့ပို့ပြီးဆင်တူတယ် Genin တွေအနေနဲ့ဆရာဖြစ်တဲ့ Jonin နဲ့အတူ ninjutsu တွေ taijutsu တွေအစရှိရာတွေကိုလေ့ကျင့်ပေးခင်ရပြီး Chunin exam ဆိုတဲ့တနေ့တစ်ခါကျင်းပတဲ့ယာဒူးတိုးဆောင်မွေးပွဲကိုလည်းဝင်ဖြည့်ပေးရပါသေးတယ်တေချာတစ်ခုကတော့ဒီ Genin Rank က Shinobi တယောက်ရဲ့အပျော်ရွှင်ရာဆုံးအမှတ်တရတွေကိုပန်းဆိုင်ခွင့်ရတဲ့အချိန်ဖြစ်မယ်လို့ယုံကြည်ပါတယ်တငယ်ချင်းတွေပြောပပအန်နီယမရှိတဲ့ mission တွေကိုလှုပ်လိုက်ဆရာနဲ့အတူလေ့ကျင့်လိုက်လက်စာလေးထုတ်လိုက်နေဆိုတော့တော်တော်လေးကိုမှတာယာတဲ့အချိန်ပဲလေအဓိကကတော့ကြောင်ဖန်းခွေးဘက်နဲ့တောက်တူမေရလောက်ရတာနဲ့တည်းအချိန်ကုန်ရတာပေါ့မှန်တိုင်းပြောမယ်ဆိုရင်ဒါကအသက်တာယာဆုံးချိန်မှာဘာလို့လဲဆိုရင်ယာဒူးတူးလာတဲ့အမြဘွားကကြမ်းတမ်းလာပြီးတော့နေထိုင်ရုံမြင်ကွင်းတွေကိုဇက်တိုက်မြင်လာရမှာမလို့ပါဒါနဲ့ပြောဖို့မိကျင်သွားတယ် mission တွေကိုလှုပ်ခိုင်းတဲ့နေရာမှာ D rank ကနေစပြီးတော့ Shinobi တယောက်ကလက်စာဆရပါတယ် mission အနေနဲ့ DCBA နဲ့ S rank mission ဆိုပြီးတော့အဆင့်ဆင့်ရှိပါတယ် Shinobi တယောက်ရဲ့ rank အလိုက် mission level ကလည်းခွဲထားတာမျိုးပေါ့ D rank ဆိုတဲ့ mission ကတော့ Genin တွေကိုလှုပ်ခိုင်းတဲ့ပထမအဦးဆုံး mission ဖြစ်ပြီး Naruto ကစ်တုံးကလို့တောက်တူမရတွေကိုအကျိုးဆောင်ရတဲ့အလုပ်ပါဒီအဆင့်ကတော့အသက်အန္တရာယ်လုံးဝမရှိသလိုရွာထဲမှာပဲလိုက်လုပ်ရတဲ့အလုပ်ပါများသောအားဖြင့်အိမ်တန်ရှင်းပြီးလုပ်ရတာတွေကလေးထင်းရတာတွေကြောင်တွေခိုးတွေကိုလိုက်ထင်းပြရတာတွေကိုလုပ်ရပါတယ်ဒီအလုပ်ကလည်းအခမဲ့မဟုတ်ဘဲနဲ့ data box တွေမှာတရားတလောက်ခမဲကျင် 9000 euro ကနေပြီးတော့စားရတယ်လို့ပြောထားတယ်ခုခေတ်နဲ့တွက်မယ်ဆိုရင်1 euro က 2.02 ယန်နဲ့အကျိုးကြတာမလို့ကလေးထင်းုံနဲ့တင်ယန်1000လောက်ကတော့ AC လေးရပါတယ် Secret Mission ကတော့ Genin နဲ့ Chunin တွေလုပ်ရတဲ့အလုပ်ပါဒီအဆင့်ကလည်းအသက်အန္တရာယ်ကိုစိုးရိမ်စရာမရှိပါဘူးပေါ့ပပနဲ့လုပ်ရတဲ့ mission ဖြစ်ပြီး Supervisor အနေနဲ့ Chunin တွေပါအစ်စ်ပါသေးရဲ့ Chunin မပါလဲ Chunin နဲ့အတူလုပ်ရတာမျိုးတွေလည်းရှိပါတယ်ဒီ mission က minor mission ဖြစ်ပြီးတော့များသောအားဖြင့်တခြားရွာတွေကိုခီးထွက်တာမျိုးမှလိုက်ပြီး body cut လုပ်ပေးရတာမျိုးပါကွန်တရီကအဆောက်အနေနဲ့ငားကြတာများပြီးတော့တခါတလေ mission က C rank ကနေပြီးတော့ B rank တွေဖြစ်သွားတဲ့ပြဿနာမျိုးတွေအများကြီးရှိတယ်တေချာပြောရမယ်ဆိုရင်တော့ Naruto တို့အနေနဲ့ Land of Wake ကိုရန်တော်တွေနဲ့တွားတဲ့အချိန် assassin တွေရဲ့တိုက်ခိုက်မှုကိုခံရပြီးတေတော့မလို့တော့ဖြစ်ခဲ့တာမျိုးပါဒါကြောင့်မလို့လဲ Jonin တယောက်ကလက်လံကြည့်ရှုပေးရတာမျိုးပေါ့ရေချားမြေချားကိုလိုက်ပြီးတော့ mission လုပ်ရတာမျိုးမလို့လက်စာအနေနဲ့ 3000 euro ကနေပြီးတော့စားရပါတယ်ရန်အနေနဲ့ဆိုရင်တော့ 6000ကျော်ပေါ့ B rank mission ကတော့ Chunin နဲ့ Jonin level တွေလောက်ရတာ
တာဖြစ်ပြီးတော့အသက်အန္တရာယ်ရှိတဲ့ medium mission တွေလည်းဖြစ်ပါတယ်ဒီ mission ကအကြီးကဲတွေတထွေးတွေကိုကာကွယ်ရတာနဲ့ကုန်တယ်တွေကိုစောင့်ကြည့်ရတာမျိုးဖြစ်ပြီးတော့ဓမြတွေလူရန်ကားတွေကြီးစားတွေနဲ့လည်းတိုက်ခိုက်ရတတ်ပါတယ်အမြင့်ဆုံးကြုံနိုင်တာကရန်သူတွေအနေနဲ့လေ့ကျင့်ထားခံရတဲ့ရှင်နိုဘီတွေလည်းဖြစ်နေနိုင်ပါတယ်ဒီလိုအသက်နဲ့ရင်းရပြီးတော့ risk များတဲ့ mission မလို့8000ယူကနေပြီးတော့ salary စရပါတယ်ရန်အနေနဲ့ဆိုရင်တော့2သိန်းနီးပါပေါ့ဗျာအသက်နဲ့ရင်းရတာမလို့ကျွန်တော်ကတော့ဒီပမာဏကိုများတယ်လို့မမြင်မိပါဘူး Iran mission ကတော့တန်းပြည်ရဲ့အားကြရဆုံးဂျိုနီနီဒါမှမဟုတ် Amburi ဆိုတဲ့ assassin အဖွဲ့တွေဒါလောက်ရတဲ့ mission မျိုးပါသူကတန်းပြည်ကိုချင်းချုံနေတဲ့ရန်သူတွေကိုလက်လက်နဲ့နေရတာဖြစ်ပြီးတော့အရေးကြီးတဲ့ VNB လူတွေနဲ့ target တွေကိုကာကွယ်ရတာနဲ့လုံခြုံတိုက်ဖျက်ရတာမျိုးတွေကိုလုပ်ရပါတယ်ဒီလိုလုပ်တဲ့နေရာမှာ race လည်းအများများပြီးတော့အခက်မသိရင်တခြားရွာတွေနဲ့ပါစစ်ဖြစ်နိုင်တာမို့လို့ Iran mission လုပ်ရတာကအန်ဒီများအောင်နဲ့မကဘဲနဲ့တာဝန်လည်းကြီးပါတယ်ကိုချုံတွေ့ရမယ့်ရှင်နိုဘီတွေကလည်းစောက်ဖို့မဟုတ်ဘဲနဲ့ Johnny Level ကြီးပဲဖြစ်မှာကြောင့်တင်နယ်ကြီးကလည်းအရန်ကိုများပါတယ်လက်ဆန်အနေနဲ့ကတော့ Rio 3သိန်းခွဲကနေပြီးတော့7သိန်းအထိ mission ပေါ်မူတည်ပြီးရနိုင်တာမို့လို့ဘယ် Johnny ကမှတော့ Iran mission ကိုလက်လွတ်မခံပါဘူး Extra mission ကတော့ရွာရဲ့ top level Johnny special ရှင်နိုဘီတွေကိုပဲတာဝန်ပေးရတဲ့အလုပ်ပါဒါကနိုင်ငံတော်အဆင့် mission တွေဖြစ်ပြီးတော့မှ Johnny တွေတက်တောင် mission impossible ဆိုတဲ့အဆင့်မှာရှိနေပါတယ် Extra mission ဆိုတာက Thebes Jinjuriki တွေနဲ့ Akatsuki တွေလိုအန်ရရှိရဲ့ဖွဲ့စည်းတွေနဲ့ Forbidden Jesu တွေကို research လုပ်ရတာတွေနိုင်ငံတော်လုံခြုံရေးတွေကိုတာဝန်ယူရတာတွေနဲ့တနည်းအားဖြင့်ပြောရမယ်ဆိုရင်စစ်ပွဲကာလမှာကင်းလက်ပြီးကာကွယ်ရတာမျိုးတွေပေါ့ Extra mission တွေက Rio 7သိန်းအထက်ကနေပြီးတော့ salary စရတာဖြစ်ပြီး Extra တစ်ခါလုံးရင်နာရေးပါကြိုပြင်ထားဖို့အတွက် recommend အောင်ပေးလို့ရပါတယ်ဘာပဲဖြစ်ဖြစ်ဒီ mission တွေက salary ဆိုတာထက် Shinobi တယောက်အတွက်အဓိကမဟုတ်ဘဲနဲ့ mission ဘယ်နှခုကိုအောင်မြင်ထားလဲဆိုတာကမှအဓိကပါပြောရမယ်ဆိုရင် mission တွေအများကြီးအောင်မြင်လေဂုဏ်တက်လေပေါ့ဗျာ Boruto fact အနေနဲ့ပြောရမယ်ဆိုရင်ဒီတာဘုတ်ရဲ့ဖော်ပြချက်အရာထိုးဆက်ခဲ GRER က D-rank 6ခု C-rank 152ခု B-rank 384ခု A-rank 614ခုနဲ့ S-rank 138ခုကိုလုပ်ထားတာပါ mission အများဆုံးလုပ်ထားတဲ့စံချိန်ကိုပိုင်ဆိုင်ထားတဲ့အဖိုးကြီးဆိုလည်းမမှားပါဘူးယုံကြည်ဖို့တော့ခက်ခဲပေမဲ့ဒါက data book ရဲ့ဖော်ပြချက်ပါမယုံဘူးဆိုရင်လည်းကိုယ်တိုင်ရှာကြည့်လို့တော့ရပါတယ် S-rank 138ခုကိုပြီးမြောက်လုပ်နိုင်ဖို့ဆိုတာက GRER လို့ဟိုကခဲလောက်တန်မာတဲ့စနေအနေနဲ့မခက်ခဲရတော့အမှန်ပါပဲဒီလို mission တွေအများကြီးလုပ်ထားလို့ဘောစီဖြစ်မယ်လို့ထင်ရင်တော့မှားသွားလိမ့်မယ် GRER ကလောင်းကစားတဲ့လုပ်ပြီးတော့မိမလည်းရှုပ်တာကြောင့်သူ့မှာအကျွေးတွေတောင်မှဝိုင်းနေရပါ mission တွေကိုလည်းပြောပြီးသွားပြီဆိုတော့ဂန်နင်းမှာရထားတဲ့ Shinobi rank တွေအကြောင်းကိုဆက်ပြောပါမယ်ချွန်းနင်းကတော့ဂန်နင်းကနေချွန်းနင်း exam ကိုအောင်ထားတဲ့ Shinobi ကိုခေါ်ရဲရာထူးပါချွန်းနင်းတယောက်က ninjutsu တွေကိုသုံးနိုင်ပြီးတော့ဗိုက်ထဲ IQ လည်းကောင်းကြပါတယ်ပြောရမယ်ဆိုရင်ဂန်နင်းရဲ့ရင်းချက်ပြီးပို့ဆွမ်းထက်တဲ့ version ပေါ့ဗျာ mission တွေမှာလည်းတောင်းတစ်ဖွဲ့မဟုတ်တော့ဘဲနဲ့အဆင်ပြေလို့ခိုင်းတဲ့အတိုင်းလုပ်ရတာမလို့ pressure လည်းပိုပြီးပါတယ်ချွန်းနင်းတွေလုပ်ရတဲ့ B-rank mission တွေကလည်းတက်ရိတ်ခိုက်ရိတ်ကောင်းရုံနဲ့တွေမရဘဲနဲ့ strategy ကောင်းဖို့လည်းလိုတာကြောင့်ချွန်းနင်းဖြစ်လာတာနဲ့အများ training တွေကလည်းအများကြီးရှင်းလာရတာပါပဲ Johnny rank သူကတော့ Shinobi တွေထဲမှာ high rank ဖြစ်ပါတယ် Johnny ဖြစ်လာဖို့အတွက် exam ရေလို့မရှိဘဲနဲ့ခေါင်းဆောင်မှုကောင်းမကောင်းနဲ့ဘလောက်ဆွမ်းလဲပုံမှာပဲမူတည်တယ် mission တွေကိုဘလောက်ထိအောင်မြင်အောင်လုပ်နိုင်လဲအတွေ့အကြုံတွေကိုကြည့်ပြီးတော့ယာထုတိုးပေးရဖြစ်ပါတယ် Johnny ဆိုတာနဲ့ပြည်သူတွေအားကိုးပြီးတော့လူတွေရဲ့ယုံကြည်မှုကိုခံရတဲ့ Shinobi တယောက်လို့သတ်မှတ်လို့ရနေပြီး Johnny တယောက်က Annie ကြားထဲမှာအသက်ဆွန့်ပြီးတော့ရွာနဲ့ပြည်သူတွေကိုကာကွယ်ရတာဖြစ်ပြီးတော့ Johnny တယောက်က Ninjutsu, Genjutsu, Taijutsu ဆိုတဲ့ Jutsu တွေကိုကျွမ်းကျင်စွာသုံးနိုင်ပြီးတော့ combat ဘိုင်းမှာလည်းထိပ်တန်းလို့ပြောလို့ရပါတယ်ဒါပေမဲ့ Johnny ယာထုတူပေမဲ့လို့ level ချင်းတော့လည်းမတူကြပြန်ပါဘူး Johnny တွေမှာလည်း class အမျိုးမျိုးရှိပြီး special grade Johnny တွေကတော့ဥပမာပေးရရင်များသောအားဖြင့် Hyugaro လို့ထိပ်တန်း clan က genetic benefit ရှိတဲ့ Shinobi တွေပါဒီ special grade Johnny တွေကတရွာနဲ့တယောက်လည်းရှင်းချနိုင်ပါတယ် Yellow Flash တစ်ဖြစ်လဲ Naruto ရဲ့ဖားကေဂျီမီနာတိုဟာတက်နင်ဂျာဝါမှာ Iwagakure ရွာက Johnny Shinobi 1000ကျော်ကိုတယောက်ထဲနဲ့နိုင်ပိုင်းအတွင်းတက်ပစ်ခဲ့ပြီးအဲ့တိုက်ပွဲကဆွမ်းဆောင်ရေးကြောက်ပဲ Hokage ဖြစ်လာတဲ့ Express Johnny တယောက်ဖြစ်လာတာပါနောက်တစ်ဖွဲ့ကတော့ Ambu တွေပါဒီကောင်တွေကကြတော့မြန်တဖုံးတက်ထားတဲ့လူသိမခံတဲ့ assassin အဖွဲ့တစ်ခုပါရွာအနေနဲ့ထင်ထင်ရှားရှားလုပ်လို့မရတဲ့ mission တွေမှာ Ambu တွေကိုခိုက်တက်ကြပါတယ်သူတို့က Shadow Hokage လို့ရွာရဲ့အကြီးအကဲတွေစီကနေပြီးတော့ဓာတ်ရိုက်တံဝန်ကိုထမ်းဆောင်ရပါတယ်သူတို့နဲ့ပတ်သက်တဲ့ data တွေကိုလည်းလူသိမခံသလိုသူတို့ရဲ့ identity ကိုလည်းဖုံးကွယ်ထားရပါတယ်သူတို့တွေက high rank Shinobi တွေဖြစ်ပြီးများသောအားဖြင့်ရန်သူကိုအဖွဲလိုက်မဲလိုက်ကြပါတယ်ဆိုတော့ဒီလိုမျိုးယာတုအဆက်ဆက်နဲ့ foundation ကောင်းတဲ့ Shinobi စစ်တပ်ကိုပါစံထားတာမလို့ကိုနိုဟာကတော်တော်လေးကိုမှအင်အားကြီးမားတယ်လို့ပြောလို့ရတယ်ဒါကမှ share စွန်းတက်တဲ့အနေနဲ့ကိုနိုဟာမှာထူးခြားတဲ့စွမ်းရည်တွေကိုပါဆိုင်ထားတဲ့ clan တွေအများကြီးလည်းရှိပါသေးတယ်ဒီ clan တွေကတော့ Shinobi တက်မှာလည်းပါတာမလို့ကိုနိုဟာက power house ဖြစ်နေရပါပဲကျွန်တော်အနေနဲ့ကိုနိုဟာကိုကြားရတဲ့အချက်ကလည်း power အလန်းစားတွေနဲ့ဒီလိုမျိုး clan တွေကြောင်းဆိုလည်းမမှားပါဘူး legend တွေအများကြီးကိုမွေးထုတ်ပေးခဲ့တဲ့ကိုနိုဟာက Naruto War မှာရှိတဲ့ရွာတွေတဲကအင်အားကြီးဆုံးရွာတွေဆိုလည်းဟုတ်ပါတယ်ဒီလိုသတ်မှတ်နိုင်ရတဲ့ကလည်းအကြောင်းရင်းသက်သက်ရှိပါတယ်ကိုနိုဟာက God of Shinobi လို့တင်စားခံရတဲ့ Hashirama နဲ့ Ghost of Uchiha ဆိုတဲ့ Madara တို့ကပေါင်းပြီးတည်ထောင်ထားတာပါသူတို့တည်ထောင်ထားတဲ့ရွာလေးမှာဒိတ်ဒိတ်ကျဲ clan တွေဖြစ်တဲ့ရရကိုဖောက်မြင်နိုင်တဲ့ Dojutsu နဲ့ Hyuga clan ကျိန်စာမျက်လုံးလို့တင်စားခံရတဲ့ Sharingan နဲ့ Uchiha clan အရေးတွေကိုချဲ့လိုက်နိုင်တဲ့ Nara clan အရွယ်စားကြီးနိုင်သိနိုင်တဲ့ Akimichi clan My technique ကိုပဲအဓိကထားသုံးတဲ့ Yamanaka clan insect တွေကို Chakra နဲ့ထိချုံနိုင်တဲ့ Aburame clan ဝင်ပလူရီလို beast တွေနဲ့တိုက်ခိုက်နိုင်တဲ့ Inuzuka clan လင်မီမီလို Ninjutsu တွေကိုသုံးနိုင်တဲ့ Sarurobi clan ဒီ
ဒီ clan တွေတိုင်းမှာ special ကျေးဇူးတွေရှိကြပြီးတော့ဒါတွေကလည်းခုနူဟာမှာပဲတွေ့နိုင်တဲ့အဖိုးတန်မျိုးနွယ်တွေဆိုလည်းမမှားပါဘူးဒီ clan တွေအကြောင်းကိုတော့နောက်ဗီဒီယိုတစ်ခုနဲ့ဒီတိကျကျထပ်ပြောပြပါမယ်ဒါနဲ့ content တွေကိုကြက်နေတက်တဲ့ဆိုရင်တော့ channel လေးကို subscribe လေးလုပ်ပြီးဖို့အတွက်တောင်းဆိုချင်ပါတယ်ခုနူဟာနဲ့ပတ်သက်တဲ့အချက်လက်တွေကတော့အများကြီးရှိသေးပေမဲ့ခုနူဟာရဲ့ဖွဲ့စည်းပုံနဲ့ရှီနိုပီရဲ့အကြောင်းကိုပဲပြောပြတာမလို့ဒီနေ့ကတော့ဒီလောက်ပါပဲဗျဆိုတော့ bye guys see you in next video